ပြပရန်ကိုအေးချမ်းဖို့တို့မြမအဖကချုပ်ကြီးဟာတန်တမန်ချစ်ကြည်ရေးရာတွေမှာလည်းအောင်မြင်တယ်လို့ပြောရမယ်အဲ့တော့အရန်ကိုတော်ပါတယ်တော်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါတို့ PS Kitchen ကကြိုလိုက်ပါတယ်မမေကြီးပြောလဲနားထောင်ကြည့်အောင်ခင်ဗျအားလုံးကိုကျေးဇူးပါ Hello မင်္ဂလာပါဒီနေ့ဒီဇင်ဘာလ10ရက်နေ့ဖြစ်ပါတယ်ဒီဇင်ဘာလ10ရက်နေ့ကစပြီးတော့အလုံးကိုစိတ်နှပြကျမ်းမာချမ်းသာဗိမတိကြည်မခလုံရင်ဆန္ဒတစ်လုံးတော့နဲ့ပြည့်စုံရေးကကြီးသုံးပါကြော်လာနိုင်ပါစေစီမီများလည်းအများဆုံးငြိမ်းချမ်း၍မြန်မာနိုင်ငံကြီးအများဆုံးအေးချမ်းပါစေပေါ့နော်တမတော်သားတွေလည်းမိမိရဲ့တမတော်ဟာနေရာတော်တော်များများဟာထိုးစစ်နေတဲ့နိုင်နေပြီဆိုပေမဲ့လို့တတိကပ်ပါတတိဝိရိယထားပါတတိမလွတ်ပါနဲ့အထူးသဖြင့်လက်ရှိလောလောဆယ်မိုးကုတ်ကိုရောက်နေတဲ့တမတော်သားတွေရဲ့မိုးကုတ်ကိုထွက်ရမယ်စစ်ကြောင်းတွေရဲ့ဒီအပြင်စစ်ကြောင်းထိုးမဲ့နေရာတွေနောက်စစ်စင်ကြီးသွားရမယ်လူနော်တမတော်သားတွေအားလုံးတတိဝိရိယရှိပါရန်သူမှဂျုံမပပါဘူးအမျိုးမျိုးတိုက်ခိုက်ဖို့ချောင်းနေတာလေးတွေရှိတယ်တော့မကြီးတို့ကနေရာတချို့တွေကိုသတင်းတိကျရင်လည်းတင်လို့မရဘူးမကြီးတို့သတင်းတွေကပိတ်နေတဲ့အတွက်ကြောင့်နားလည်ပေးပါအဲ့တော့ဒီလိုသတိနဲ့ပဲသတိပေးပါတယ်အားလုံးတက်မတော်သားတွေဘေးကင်းကြပါစေသတိဝိရိယထားပါသတိကတ်ပါအခုရေကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက်ကြောင့်ရက်ကွက်အုပ်ကြီးတွေရရွာအုပ်ချုပ်ရေးမှုတွေရဲ့ရက်ကွက်အုပ်ကြီးတွေရဲ့နောက်တစ်ခုကဒီနေရာတော်တော်များများဘယ်လိုပြောမလဲပြင်းဦးနေပန်းပွဲတော်တွေနော်ပန်းပွဲတော်လှုပ်ဆောင်နေတဲ့နေရာတွေနော်ဘယ်လိုပြောပျော်ပွဲရှင်ပွဲလေးတွေဖြစ်တည်နေတဲ့နေရာလေးတွေသတိနဲ့ဘယ်လိုပြောမလဲသွားလာအစားသတိကသတိချက်ပါဒီမှာလုံခြုံရေးရှိပါစီမသိတယ်ဆိုပေမဲ့လို့ရန်သူမှာချုံမပါပါဘူးအမြဲတမ်းသွားလာလေးတွေခရူးဆိုင်ကြပါလို့ပဲပြောချင်ပါတယ်နော်ထို့သဖြင့်မိကြီးတို့ဒီနိုင်ငံတော်ကာကွယ်နေတဲ့မြန်မာတပ်မတော်ကြီးဆက်လက်တည်မြဲဖို့ဆိုတာကတို့ပြည်သူတွေတရက်လုံးမှာတာဝန်ရှိပါတယ်နော်ဆက်လက်တည်မြဲဖို့ဆိုတာပြည်သူတရက်လုံးမှာတာဝန်ရှိပါတယ်ဒါပေမဲ့တခုရှိတာကတော့နိုင်ငံတော်အဖွဲ့အစည်းဆိုတာကအခိုင်အမာဟိုးငကိုတွေကတိဆောက်ထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်ဘာပဲဖြစ်ဖြစ်တချို့အရာတွေမှာအမခံတွေနဲ့ပံ့ပိုးပေးနိုင်တယ်။ငါနဲ့တော့အုပ်ချုပ်ခဲ့တဲ့အနူကြီးရဲ့အစိုးရမှာတော့ဘာအမခံချက်မှမရှိဘာပံ့ပိုးမှုမှမပေးနိုင်ဘဲနဲ့တချို့တော်ထဲမှာကြက်ပြောက်ငှက်ပြောက်ပျောက်သွားတဲ့ကလေးတွေရဲ့ဘဝကလည်းအများကြီးရှိတယ်။ဒါတွေဟာဘာတွေလဲဆိုတော့မိဘတွေရဲ့အယူလွဲအတုံးဖြုံဘယ်လိုပြောမလဲအယူလွဲညံ့ဖျင်းမှုတွေကြောင့်မိမိရဲ့ကလေးတွေဟာဒီတောခိုတယ်တောထဲရောက်တယ်တချို့ကလေးတွေဆိုလို့ရှိရင်အခုလက်ရှိလောလောဆယ်အချိန်ထိမိကြီးမှလာပြီးခုညီတောင်းတဲ့လူရှိတယ်။ဘာလဲဆိုတော့သူတို့ကလေးတွေဒါပြောရမယ်ဆိုတော့စစ်မှုထမ်းရမှာကြောက်လို့နေမှာပေါ့။စစ်မှုထမ်းရမှာကြောက်လို့အလုပ်သွားလုပ်ကြတယ်။အခုတော့ဘယ်ထဲရောက်သွားလဲဆိုတော့တချို့ကရင်အဖွဲ့အစည်းတွေကိုရောက်သွားတယ်။အခုတော့မိမိနေရက်ကိုပြန်ချင်တယ်ပြန်လို့မရတဲ့အနေအထားလေးတွေရှိတယ်။နော်အဲ့တော့အဲ့ဒါတွေကထပ်ပြောချင်တာကမိမိရဲ့တိုက်တွန်းနှိုးဆော်မှုတွေမှာလိုအပ်ချက်တွေအများကြီးပါတယ်မိမိရဲ့သားသမီးကိုမိမိကိုယ်တိုင်ပဲလမ်းမပိုးတဲ့မိဘတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းလေးဒါထောက်ပြအပ်ပါတယ်ပေါ့နော်နောက်တစ်ခုက10ရက်နေ့မှာဒေဇာဆန်တို့အဖွဲ့တွေဒါတန်တိတ်တပိတ်လုပ်မယ်ပေါ့နားကြီးတော့တတ်တာပေါ့နော်နားကြီးတော့တတ်တာပေါ့ဒါပေမဲ့တစ်ခုရှိတာကတန်တိတ်တပိတ်အောင်တော့မသိဘူးအဲ့ဒီကတော့မန်းလေးပြန်ချဈေးထဲမှာတော့ဈေးချိုအနီးမှာတော့အမိုက်တွေပေါ်သွားခဲ့ပါတယ်စက်ကူတွေပေါ်သွားခဲ့ပါတယ်နော်တော့လဲပြတဲ့လူကလည်း6ယောက်9ယောက်ပြန်တော့မတွေ့လိုက်ပါဘူးဟယ်လိုဒီနေ့10ရက်နေ့ဖြစ်သွားပြီဆိုတော့ဒါမဲ့25ရက်နေ့ကမြကြီးရဲ့အသက်39နှစ်ပြည့်မွေးနေ့ဖြစ်ပါမွေးနေ့ပါအသက်39နှစ်ပြည့်သွားပြီဆိုတော့နောက်နေ့26ရက်နေ့ဆိုရင်အသက်40တဲ့စဝင်လာပြီပေါ့နော်အဖွားကြီးဖြစ်ပြီပေါ့မမျက်မှန်အောင်တက်ရပြီဘာလို့လဲဆိုတော့ဒီဖုန်းအကြည့်များတယ်ဖုန်းကနေပြီးတော့သတင်းတွေလိုက်ကြည့်တာအဲ့တော့တစ်ခါဆိုလို့ရှိရင်တချို့သတင်းတွေအရန်ဟွာဖြစ်တဲ့ကြောင့်မြကြီးတစ်ခါကျရင်12နာရီတနာရီလောက်ထိမျက်လုံးကိုဟွာမဖြစ်ပဲကြည့်မိတာပေါ့အဲ့ဒါကပါဝါ185တော့ဖြစ်နေပြီမျက်မှန်တက်နေရပြီပေါ့လေးလုံးလေးဖြစ်သွားပြီပေါ့တခုပြောချင်တာကတို့မျိုးချင်းညီကောင်မောင်နှမတွေအခုချိန်မှာအသွားလာလေးတွေယူဆိုင်ပါယူကောက်ပွဲကာလလေးနီးလာပြီဖြစ်တဲ့ကြောင့်အဖြတ်မောက်လုပ်ငန်းလှုပ်ဆောင်နေတဲ့ဖွဲ့စည်းတွေရဲ့လှုပ်ဆောင်ချက်တွေကလည်းဒါတချို့နေရာတွေမှာလည်းရှိနေသေးတယ်ဘာလို့လဲဆိုတော့သူတို့ကဘယ်လိုပြောမလဲပေါ်ပေါ်တင်နေမတိုက်ခိုက်ရတော့ဘာလို့ဆိုတော့သူတို့တွေကအခုချိန်မှာရှုံးနေခံရောက်နေတို့မြန်မာတပ်မတော်ဟာမြန်မာတပ်မတော်နိုင်လို့မဟုတ်ဘူးเนาะတို့မြန်မာနိုင်ငံကြီးနဲ့အဖွဲ့အစည်းမှာမှန်ကန်သောအဖွဲ့အစည်းနိုင်တယ်လို့ပြောရမယ်တို့တပ်မတော်မဟုတ်ဘူးเนาะတပ်မတော်တစ်ခုတည်းမဟုတ်ဘူးမျိုးချင်းညီကောင်မောင်နှမတွေအတွက်လည်းဒါတချို့နေရာတော်တော်များများလေးတွေမှာအရင်တော့အရန်ဆိုးတဲ့နေရာတွေရှိတယ်အခုဘယ်လိုပြောမလဲတဖြည်းဖြည်းနဲ့တော့တချို့ PD ကလည်းလင်းဝင်လာလေးတွေရှိတယ်ဘောเนาะငိမ့်ချမ်းစလေးပြုတ်လာပြီပေါ့เนาะဒါတပ်မတော်က100ရာခိုင်နှုန်းမှာ99ရာခိုင်နှုန်းလောက်ကတော့နိုင်သွားပြီ100ရာခိုင်နှုန်းလောက်ကတော့တစ်နေတယ်ဆိုတော့ထွက်ခတ်တာလေးလည်းရှိချင်ရှိမှာပေါ့နော်အဲ့တော့ဘာပဲပြောမှန်ကန်တော့အဖွဲ့အစည်းကိုသာအားပေးတဲ့တို့ဘာလို့မြန်မာတပ်မတော်ကိုအားပေးလဲဆိုတော့ပြည်ရင်းပြည်ပရန်တွေကိုကာကွယ်ပေးမှာကတို့မြန်မာတပ်မတော်အဖွဲ့အစည်းတစ်ခုပဲရှိတဲ့အတွက်ကြောင့်တပ်မတော်ကြီးကိုချစ်တာစမ်းသလားဗျာ
တက်မတော်ကြီးကိုအားပေးတာမှားသလားဗျာမမှားပါဘူးပညာတတ်တဲ့အုံနောက်နဲ့ပဲစဉ်းစားလူဘင်းအုံနောက်နဲ့ပဲစဉ်းစားပြည်တွင်းပြည်ပရန်ကိုကာကွယ်ပြီးမှတက်မတော်ဖွဲ့စည်းတစ်ခုပဲရှိပါတယ်အခုချိန်မှာကပြည်တွင်းရန်ကိုတိုက်ခိုက်နေရတယ်ပြည်ပရန်တွေမကျူးကျော်လာအောင်တန်တမန်ချစ်ကြည်ရေးတို့အဖကကြုတ်ကြီးကဒါလှုပ်ဆောင်နေရတာတွေအများကြီးရှိတယ်အဲ့တော့တို့အဖကကြုတ်ကြီးရဲ့တန်တမန်ချစ်ကြည်ရေးလှုပ်ဆောင်မှုတွေဟာလည်းဒါအောင်မြင်တယ်လို့ပြောရမယ်အခုဆိုလို့ရှိရင်တချို့နေရာတော်တော်များများကဒါပြည်ပြေးခွက်ခောက်တွေကိုနှင်ထုတ်တဲ့အနေထားတွေလည်းရှိလာပြီเนาะတစ်ဖက်မှာလည်းပြည်ရင်းရန်ကိုတိုက်နေရတယ်လို့ပြည်ပရန်ကိုအေးချမ်းဖို့အတွက်တို့မြန်မာအဖကကြုတ်ကြီးဟာတန်တမန်ချစ်ကြည်ရေးရာတွေမှာလည်းအောင်မြင်တယ်လို့ပြောရမယ်အဲ့တော့အရန်ကိုတော်ပါတယ်တော်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ပါဒီခေါင်းဆောင်လက်ထက်မှာပဲเนาะထူးချွန်တဲ့အားကစားသမားတွေလည်းထွက်ပေါ်လာတယ်เนาะဒီခေါင်းဆောင်ရဲ့ဘယ်လိုပြောမလဲလှုပ်ဆောင်မှုတွေဟာလည်းတချို့သောနေရာတွေမှာဂုံဖော်မဖော်ပေမဲ့လို့တချို့သောနေရာတွေမှာသိတာပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတို့နိုင်ငံမှာလည်းဒါရွက်ပုံးသီးလေးတွေဟာလည်းအရန်ကိုစူးစမ်းလာတယ်မျိုးသမီးလေးတွေလည်းအရန်တော်သလိုမျိုးသားလေးတွေလည်းအရန်တော်လာပါတယ်နောက်တချို့ယူ22 23ကလေးတွေလည်းစူးစမ်းပါလို့နော် fighting မှာအပင်